မီးအကျွင်းကြံမှတဆင့်ကုတ်ခိုင်မှာလူနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။တအန်းပြည်တပ်မဟာ9နယ်မြေကုတ်ခိုင်မြို့နယ်မိုင်းယူအုပ်စုဟိုခိုကျေးရွာမှာမီးအကျွင်းကြံမှတဆင့်လူနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။အခင်းဖြစ်ပွားချိန်ကမတ်လ6ရက်နေ့လယ်2နာရီအချိန်မှာဒေါ်ယွန်းကသူမရဲ့မီးဖိုဆောင်မှာထမင်းချက်ပြီးတော့အလုတ်သွားနေတဲ့ချိန်မှာအဲ့ဒီကနေတဆင့်စတင်မီးလောင်သွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီလူနေအိမ်အတွင်းပစ္စည်းများအလုံးမီးလောင်ဆုံးရှုံးသွားခဲ့ပြီးစုစုပေါင်းကာလတန်ဖိုး73သိန်းကျော်မီးလောင်ဆုံးရှုံးသွားခဲ့ပါတယ်။မီးလောင်နေတဲ့အိမ်ကိုပြည်သူလူထုများဝိုင်းဝန်းပြီးမီးငြိမ်းသက်ပေးခဲ့ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ17ရက်နေ့ကလည်းကုတ်ခိုင်မြို့ရက်ကွက်1မှာဖျောင်းနိုင်ထွန်းရကနေစက်တင်ကျောင်းတစ်ကျောင်းမီးလောင်သွားခဲ့ပါတယ်ရှင်။ကျမမြေမင်းတို့ပါ။